ဂျမတ်စစ်တပ်ကမလိုင်မြို့နယ်မှာ2ရက်အတွင်းကျေးရွာ4ရွာကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဂျမတ်စစ်တပ်ကမန္တလေးတိုင်းမလိုင်မြို့နယ်ကို2ရက်ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်ပြီးကျေးရွာ4ရွာကိုမိရှုဖျက်ဆီးခဲ့တယ်လို့လူထုသတင်းကိုရဲ့မလိုင်မြို့ကသတင်းထုတ်ပြန်လို့ဒေသခံသတင်းရင်းမြစ်2ဦးကအတည်ပြုပြောဆိုပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ18ရက်နေ့ကကြောက်ကြောင်တောင်သာလမ်းမန်းကနေမလိုင်မြို့နယ်လေပြားကျွေးအောင်ရောက်ရှိလာတဲ့အကြမ်းဖက်စစ်တပ်ကဒီနေ့ဩဂုတ်လ19ရက်နေ့အထိမိတ်ကုန်းလေပြားတောင်ရိုးတဲရွာနဲ့ကြောက်တန်းရွာကိုမိရှုဖျက်ဆီးနေကြောင်းဒေသခံသတင်းရင်းမြစ်ကအတည်ပြုပါတယ်လူလူသတင်းကွန်ရက်မလိုင်မြို့နယ်ရဲ့ထုတ်ပြန်ချက်အရအဆိုပါကြီးရွာ၄ရွာမှပြည်သူပိုင်ပစ္စည်းတွေကိုအကြမ်းဖက်စစ်တပ်ကခိုးယူပြီးပြည်သူနေအိမ်တွေကိုမိရှုခဲ့ကြောင်းအသိပေးပြောဆိုပါတယ်ဒေသခံတို့ကမုံမင်းရွာအရှုခံရတာတော့မသိသေးဘူးမိတ်ကုန်းတောင်ရိုးတဲလေပြားရွာကမနေ့ကအရှုခံရတဲ့ကြောက်တန်းရွာကဒီနေ့အရှုခံရတယ်လို့ပြောပါတယ်လက်ရှိချိန်မှာအကြမ်းဖက်စစ်တပ်ကမလိုင်မြို့ကိုဝင်ရောက်သွားပြီဖြစ်ကြောင်းလူထုသတင်းကွန်ရက်မလိုင်မြို့နယ်ကအသိပေးပါသည်